class A က network တစ်ခု host 3ခုလားနော်အဲ့မှာဆိုတော့ formula နဲ့တွက်ကြည့်အောင် formula နဲ့တွက်မယ်ဆိုရင်နော် network ကိုလိုချင်တယ် network formula သိဖို့လိုတာပေါ့နော်ခုဆရာတို့ကဒါဒီအားပေါ့နော်ဒီ network တွေပိုင်တာပဲသိသေးတာ A မှာက network ဘယ်လောက်ပိုင်လဲဆိုတာဆရာတို့ကမသိသေးဘူးမသိတဲ့အတွက်ကြောင့်ဆရာတို့ကဘယ်လောက်ပိုင်လဲဆိုတာဆရာတို့တွက်ရတော့မယ်အဲ့ဆိုရင် network ကိုလိုချင်တယ်ပေါ့အဲ့ဆိုရင်သူ့ရဲ့ formula ကဘာဖြစ်မလဲ2 power n ဘာဖြစ်မလဲ2 power n n ဆိုတာကဘာကိုရည်ညွှန်းတာလဲ network ကိုဆရာတို့ကတွက်ပါအဲ့ဆိုရင်2 power ဘယ်နှထက်တင်မလဲ2 power ဘယ်နှထက်တင်2 power 8 2 power ဘယ်လောက်လဲပြောပါဦး 2 power 8 2 power 8လို့ပြောရင်မှားပါပြီဟာဆရာပြောတော့ network က8 bit ပိုင်တာဆိုဘာလို့မှားတာလဲအဲလာပြီစကားလုံးတစ်ခုမှတ်မယ် high order bit ဆိုတာရှိရယ်ဘာရှိလဲ high order bit အတွက်ဒီ class A မှာเนาะဒီလိုရှိမယ်ပေါ့3 bit 4 bit 5 bit 6 bit 9 bit 10 bit ပေါ့အဲ့မှာဆိုတော့ high order bit ဒါ class A နောက်ကဘာကြီးလဲ host ဒီ network ကိုပဲကြည့်နော်အဲ့ဆိုရင်ဒီ class A ရဲ့ရှေ့ဆုံးက bit ကိုဘယ်လောက်ယူလဲ0ဆိုပြီးရောရှေ့ဆုံးက the bit ကို0အနေနဲ့ high order bit အနေနဲ့ယူလိုက်ရတယ်ဘာကြောင့်ယူတာလဲ case အကြောင်းရှိလို့ပေါ့အဲ့အကြောင်းခဏနေကြပြောပြအကြောင်းပဲပျော်လို့ယူထားတာပေါ့အကြောင်းရှိလို့နော်ဘာကြောင့်ယူလဲဆိုတာတကယ်ပိုင်တာ ship bit မှတ်နေဒါပေမဲ့ high order bit အတွက်ဆရာတို့က A မှာတနေရာဖယ်ရဘာကြောင့်ဆိုတော့ဒီမှာ network ကတစ်ခုတည်းဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်တနေရာဖယ်ရတယ်ဒီမှာ2နေရာရှိ2နေရာဖယ်ရတယ်3နေရာရှိအဲ့လိုမျိုးပေါ့ဒါ example ပြောပြတာအဲ့ကြောင့်ဆရာတို့က the bit ယူရတယ် high order bit အတွက်တနေရာဖယ်ရတယ်အဲ့ဒါသူဘယ်နှ bit ပဲကျန်တော့ဘယ်နှ bit ပဲကျန်တော့မလဲ7အဲ့ဆို2 power 7ဆိုရင်ဒီ class A မှာ network ဘယ်နှခုသုံးလို့ရမလဲ2 power 7ဆိုရင် network ဘယ်နှခုသုံးလို့ရမလဲ2 power 7တင်လိုက်ဘယ်လောက်ရမလဲ100 network ပေါင်းဘယ်နှခုသုံးလို့ရမလဲ128ခုသုံးလို့ရမယ်ဥပမာ 192.168.1.0 တခု 2.0 တခုအဲ့ကြောင့် network ပေါင်းဘယ်လောက်သုံးလို့ရ128ခုရအဲ့ဆို host ကိုလုံးခြင်းမယ် host formula ကဘယ်လောက်လဲဆိုတော့2 power h minus 2 host formula ပါလဲ interview မှာလည်းမေးနိုင်တယ်ပေါ့နော်2 power h minus 2 h ဆိုတာကဘာကိုပြောရလဲ2 power h ကဘာကိုရည်ညွှန်းတာလဲ host ဒီ 2 ကဘာကြောင့်ထားရလဲသိလား base 2အနေနဲ့ဘာကြောင့်ထားရလဲ01 0 1ဒါဆိုရင်ဒီ minus 2ကဘာကြောင့် minus 2ဆိုပြီးတော့ဖယ်ရလဲဘာကြောင့်သူကပါရတာလဲဘာကြောင့်နှုတ်ပေးရလဲသိလားဒီ minus 2ဘာကြောင့်ထည့်ထားတာသိလားဘယ်လိုသိလဲသိလဲဆိုရင်ဖြေမသိဘူးဆိုရင်မသိဘူးလို့ပြောတော့အချိန်ဟွာဖြစ်လို့သိလားမသိလားသိရင်ဖြေကိုသိတဲ့လောက်ဖြေမသိလဲရတယ် binary 0 1 minus 2က0 1ကြောင့်ဟုတ်လား ဟုတ်ကဲ့နော်ရတယ်ဖြေတပါစူးစမ်းပြီးဖြေတဲ့အတွက်ကြောင့်ကောင်းတယ်ဒါပေမဲ့0 1မဟုတ်0 1ဒီမှာပါပြီးသားလေ always base 2ဒီ minus 2ဘာကြောင့်ဖယ်လဲဆိုတော့ network address နဲ့ဘာနဲ့ဖယ်ပေးရတယ် broadcast address network address က0 broadcast ဆိုတာ255 0နဲ့255ကိုဘယ် order မှာဖယ်ပေးရလဲဘယ် order မှာဖယ်ပေးရလဲ4 order မှာဖယ်ရတယ်
အဲ့ဆိုရင်အဲ့မှာဆရာတို့0နဲ့255သွားပေးကြည့်အောင်လက်တွေ့သွားပြအကြောင်းမဲ့ဒီ -2 ထည့်ထားတာမဟုတ်ဘူးဆိုတော့အဲ့လောက်ထိ formula ရဲ့သဘောတရားကိုနားလည်ရမယ်နော်formula ပဲအလွတ်ချက်လိုက်တယ်အလွတ်မှတ်လိုက်တာမှန်ပါတယ်ဒါမဲ့ဆရာတို့တိရမယ်ကွာသူဘာကြောင့်ဒီဟာကိုထည့်ရလဲအဲ့ကိုကွာအဲ့လောက်ထိနေနိုင်ရမယ်နောက်ဘက်တမန်တယောက်ဆိုတာနော်အဲ့ကြောင့်ဆရာတို့ထည့်ကြည့်အောင် example IP တစ်ခုပေးကြည့်လိုက်မယ်192.168.1.4 order မှာ0ဆိုပြီးဘာလုပ်မလဲထည့်မယ်နော်ဒါ class C သုံးလိုက်တယ် okay နှိပ်လိုက်မယ်သုံးလို့ရ0ဆိုပြီးပေးလို့ရတာ4 order မှာ没有，မရ245ပေးရအောင်ရလား 没有， 254ပေးမယ်ရလား error တက်မတက်ဟုတ်တယ်နော်အဲ့ဆိုရင်တက် order မှာ0ပေးမယ်ရနိုင်လားတက် order မှာ0ပေးမယ်ရနိုင်လားရတယ်255ပေးမယ်ရလားရလားဒီမှာ0ပေးမှာကွာ second order မှာရလားရလား255ပေးမယ်ရလားရဘယ် order မှာဖေးရ order မှာဖေး address နဲ့ broadcast ကိုဖယ်လို့မရအဲ့ကြောင့်ဘာလုပ်ထား-2ထည့်တာ2ပေါ့ဖယ်ရမယ် network နဲ့ broadcast ဖယ်ရမယ်ဆိုတည်ရအကြောင်းမဲ့ထည့်ထားတာမဟုတ်formula ပဲအလွတ်မှတ်မယ်မှန်တာပေါ့အလွတ်မှတ်တာပြဿနာမရှိဘူးဟုတ်တော့တော်တော်များအလွတ်ပဲမှတ်ပါလေ formula ဆိုကိုကအဲ့လောက်ထိစဉ်းစားနိုင်ရမယ်တည်ရမယ်